လူမှန်နေရမှန်ထားဖို့အတွက်လိုင်းလို့ကြားဖို့လိမ့်မယ်သို့တော့လူမှန်နေရမှန်ထားဖို့အတွက်ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းလမ်းလေးမသိတဲ့သူတွေအတွက်ဒီနေ့ဗီဒီယိုလေးမှာဒီ ISC ဆိုတဲ့ personality အကြောင်းကိုမျှဝေပေးမယ်ဝန်ထမ်းရေးရာပြဿနာတွေကြုံလာရပြီး HR ဌာနမှာပြဿနာတွေကြုံလာရပြီးဆိုရင်အများစုကဝန်ထမ်းရွေးချယ်ပြီးတော့ခန့်အပ်တဲ့အပိုင်းမှာစတင်လွဲတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးပြဿနာတွေကြုံရတာမျိုးရှိနိုင်တယ်ဒါကြောင့်မလို့ဘယ်လိုလူတွေကိုဘယ်လိုနေရာမှာထားရမလဲဆိုတဲ့အကြောင်းကို line DISC ဆိုတဲ့ personality အကြောင်းလေးကိုဒီနေ့ဗီဒီယိုလေးမှာ line နဲ့တူတူလေ့လာကြည့်ပါအဲ့တော့ဆိုတာ dominant သူကကြောင့်လွှမ်းမိုးနိုင်တဲ့သူတို့ personality အရာဆိုလို့ရှိရင်ဆုံးဖြတ်ချက်တွေမြန်တယ်ပြတ်သားတယ်ပြီးသွားလို့ရှိရင်ရလက်ကိုဦးစားပေးပြီးတော့မှရှင်ပြန်ရတာကိုသဘောကျတယ်ဒီလိုလူတွေဆိုလို့ရှိရင် line တော့ကတတ်နိုင်တယ်များတို့ဦးစားဦးရွက်လုပ်ပြီးတော့ manager နေရာလိုမျိုးမှာတို့ထားရမယ်ခေါင်းဆောင်နေရာတွေ sales manager operation managerဒီမှာထားလို့ရတယ်နောက်တစ်ခါ I ဆိုတာ influence တို့ရဲ့ communication skill မှာအရန်ဆရာကြပြီးတော့မှစီယုံသိမ့်သွင်းနိုင်စွမ်းကောင်းတဲ့ influence ကောင်းတဲ့သူတွေကပြီးရင်အကောင်းမြင်စိတ်လည်းရှိရဲသူတို့တို့ကြတော့ line တို့က sales marketing ဘိုင်းနေ PR လို့ခေါ်တဲ့ public relation ဘိုင်းနေ HR employee relationship ဘိုင်းနေမှာတို့ကိုထားလို့ရတယ်နောက်တစ်ခုကကြတော့ S steadiness ကကြတော့တည်ငြိမ်အေးချမ်းတဲ့သူတွေသူတို့ရယုံကြည်စိတ်ချရတယ်တစ္ဆာလည်းရှိပြီးတော့စိတ်ရှိတယ်အခြားသူတွေကိုကိုညီထောက်ပံ့လို့စိတ်ရှိတယ် support ပေးခြင်းတယ်သူတို့တွေကြတော့ line တို့ဘယ်နေရာမှာထားအောင်လဲဆို customer care တို့ customer support customer service ဘိုင်းနေမှာထားလို့ရတယ်ပြီးရင် line တို့ဒီ coordinator ဘိုင်းနေနောက်တစ်ခုကကြတော့ line တို့ဒီဝေစာမှုပေးတဲ့အပိုင်းတွေမှာဆိုရင်တို့ထားလို့ရတယ်နောက်ဆုံးတစ်ခုကကြတော့ C consciousness ပေါ့နော် C ကကြတော့သူကစစ်ဆက်တွေကြားတဲ့သူတွေတို့ရဲ့အလုပ်လုပ်လို့ရှိရင်အရင်ကိုစနစ်ကြတဲ့အသေးစိတ်ကအစဂရုစိုက်တတ်တယ်ပြီးရင် quality အလုပ်ပေါ့နော် work quality ကိုအဓိကထားတဲ့သူတွေဖြစ်တယ်သူတို့ကကြတော့လည်းဘယ်နေရာမှာထားရမလဲဆိုလို့ရှိရင်အဲတို့ကဒီ risk management လုပ်တဲ့အခါမျိုးတွေပြီးရင် legal ဘိုင်းတွေပြီးသွားလို့ရှိရင်လည်းတို့က IT တို့ programmer တို့ grammar တို့ပြီးရင် data analysis ဘိုင်းတွေပြီးရင် researcher ပေါ့နော်ဒီလိုမျိုးအသေးစိတ်လုပ်ရမယ့် accountant အပိုင်းတွေဒီလိုအသေးစိတ်လုပ်ရမယ့်အပိုင်းတွေမှာသူတို့ကိုလည်းတို့ကထားတင်တယ်ဒါကကြတော့ line တို့ကဒီ personality ကိုကြည့်ပြီးတော့နေရာခွဲတာပေါ့နော်သို့တော့ကြံတဲ့ဒီသူတို့ရဲ့ hard skill soft skills တွေ attitude တွေကတော့ line တို့ဒါထည့်သွင်းစဉ်းစားရမယ့်အထင်မှာတော့ပါတယ်ဒါ selection လုပ်တော့မယ်ဆိုရင်သို့တော်လေဒီအရာတွေအပြင် line တို့အခုပြောတဲ့ဒီ ISC ဆိုတဲ့အဓိက personality ပေါ့နော်လူတွေရဲ့ personality ကိုလည်းအဓိက line တို့ကြည့်ပြီးတော့မှလူမှန်နေရာမှန်ထားနိုင်တော့မှ line တို့ရဲ့လုပ်ငန်းခွင်မှာအဆင်ပြေချုံးခွင့်မှာဖြစ်တယ်ဒါက HR insight ကိုတခုကို line ဒီနေ့ဗီဒီယိုလေးမှာမျှဝေပေးတာပေါ့အဲ့တော့လုပ်ငန်းရှင်တွေအနေနဲ့သို့မဟုတ် HR တွေအနေနဲ့လုပ်ငန်းခွင်တွေမှာပြဿနာတွေဖြစ်လာပြီဆိုရင်ဒီ personality တွေနဲ့သူတို့လုပ်နေတဲ့အလုပ်တွေနဲ့ကိုက်ညီလားဆိုတော့လည်းပြန်လဲဆန်းစစ်ဖို့အတွက်ဒီနေ့ဗီဒီယိုလေးမှာမျှဝေပေးတာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကနေပြီးတော့တခုခုအကျိုးရှိသွားရဲဆိုလဲ like ဒီ comment လေးမှာမျှဝေပေးခဲ့ပါအောင်နော် like ဒီလိုမျိုးဗီဒီယိုတွေသဘောကျတဲ့အဆင်ပြေတယ်ဆိုရင်တော့ like နောက်ထပ်ပြီးတော့ share လေးထပ်လုပ်ပေးပါမယ်ရှင်